မြဖြူနဲ့ရှိတူတွေဖြစ်နေပြီဆိုပြီးလူပြောများနေတဲ့ဆိုင်ရင်မို့ဗိတ်တံများအလုံးမင်္ဂလာပါရှင်အမြဲတမ်းအတန်ရှူရှူလေးတွေနဲ့ဗိတ်တက်ကိုဖန်ဆားထားတဲ့အစတော်မလေးအေးမြဖြူနဲ့ဆိုင်ရင်မို့တို့နှစ်ဦးကြားကထူးခြားတဲ့ဆက်ဆံရေးအကြောင်းကလူပြောများနေပါတယ်သူတို့နှစ်ဦးကတကယ်ရှိတူတွေဖြစ်နေကြပြီလားဆိုပြီးလူမှုကွန်ရက်တစ်ခွင်မှာအတော်လေးကိုလူပြောများနေကြတာပါဆိုင်ရင်မို့ဆိုတာတညာတဲ့နဲ့ရုပ်တရက်နာမည်ကြီးလာတဲ့ကျပွင့်တပွင့်မဟုတ်ပါဘူးဒီဖြစ်မှမနဲ့စူးစမ်းလာခဲ့တာကနေအခုချိန်မှာတော့တဟုန်ထိုးအောင်မြင်မှုရဲ့ထိပ်တန်းကိုရောက်ရှိနေတာပါရုပ်ရည်ပြည့်ပြည့်ချောမောယုံတာမကပဲအဆိုအကအားလုံးပိုင်နိုင်တဲ့အပြင်အပြုံးချွချိုလေးတွေကြောင့်မိန်းကလေးပိတ်သက်တွေအများဆုံးဝန်းရံခြင်းခံထားရတဲ့မင်းသားတက်လက်ပါတော်တော်မှဆိုရင်သူ့ကိုလာရောက်အားပေးတဲ့ပိတ်သက်တွေများလုံးလို့ဇက်ယုံတောင်မဆန့်ပဲဂျုံဖွင့်ထွက်သွားတဲ့အထီကိုစံချိန်တင်အောင်မြင်နေတာဖြစ်ပါတယ်အခုဆိုရင်ဇက်ခုံပေါ်မှာတမကကြော်ညာလောကမှာပါဈေးကွက်ဝင်မော်ဒယ်မင်းသားတယောက်အနေနဲ့နေရာယူထားနိုင်ပြီဖြစ်ပါတယ်ဒီလောက်နာမည်ကြီးနေတဲ့ဆိုင်းရင်မိုးရဲ့အရှိရေးကိုပိတ်သက်တွေစိတ်ဝင်စားတာမဆန်းပါဘူးဒါပေမဲ့အေးမြဖြူနဲ့ပါကြောင့်သူတင်ထွက်လာရတယ်လေဆိုတာကတော့အကြောင်းရင်းခိုင်ခိုင်လုံလုံရှိနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဝိုင်းအဆိုတော်ကြီးတူရဲ့အသက်60နှစ်ပြည့်မွေးနေ့ပွဲမှာဆိုင်းရီမိုးနဲ့အေးမြဖြူတို့အတူတကွပါဝင်ဖျက်ပြခဲ့ကြပါတယ်။အဲ့ဒီပွဲမှာအလုံးရဲ့မျက်လုံးထဲကွကွကွမြင်လာရတာကတော့သူတို့နှစ်ဦးဝတ်ဆင်ထားတဲ့ကပယ်ဝတ်ဆောင်ဆင်တူလေးပဲဖြစ်ပါတယ်။ဒီလိုဆင်တူဝတ်ဆောင်နဲ့အတူတူဖျော်ဖြေခဲ့တာကဗိတ်သက်တွေရဲ့တန်တရားကိုပို့ပြီးတော့ကြီးထွားစေခဲ့ပါတယ်။သူတို့နှစ်ဦးရင်းနှီးမှုကအခုမှမဟုတ်ပါဘူး။ပြီးခဲ့တဲ့မြမရုပ်ရှင်နှစ်တရာပြည့်ရန်ပုံငွေပွဲမှာအေးမြဖြူတယောက်အငိမ့်မင်းသမီးအဖြစ်ပါဝင်ကပြခဲ့စဉ်ကကားကွက်တွေကိုတခြားအငိမ့်ဆရာတွေစီမှမတင်ဘဲနဲ့တိုင်းရီမိုစီကနေတိတက်တင်ယူခဲ့တာပါပွဲသူတဲတဲပြူလေးတစ်ပုတ်ကိုမိုင်းဒေးတင်ရန်ကနေဗိတ်တက်ရှိတ်ခံလိုက်ရတဲ့ဇမင်ဒါရှော့ဆိုင်ရီမိုနဲ့ရှူလေးတယောက်သားပွဲသူတရင်ရိတ်ခိုးထားတဲ့ပြူလေးကိုမိုင်းဒေးမှမျှဝေလိုက်ရကနေရှစ်ချင်းဆိုလို့ဗိတ်တက်တွေကရှိတ်ပေးတဘောတူချင်းခံလိုက်ရတာကရှူလေးနဲ့ဇမင်ဒါရှော့လေးဆိုင်ရီမိုပါရှူလေးနဲ့ဆိုင်ရီမိုတို့ဟာမာကာမင်းကုမ္ပဏီစနေအဖြစ်အထိမ်းမှပွဲမှာဖျော်ဖြေခဲ့ကြတာဖြစ်ပြီးအတူတူရှိနေတဲ့ပုံရိပ်တွေနဲ့ဗီယိုလေးတွေကိုမြင်လာရတဲ့ဗိတ်သက်တွေကနှစ်ယောက်အရန်လိုက်ဖက်တယ်။ငွေရောင်မင်းသားလေးနဲ့အရန်ညီတယ်ဆိုတဲ့မှတ်ချက်တွေကိုစက်တက်ရေးသားခဲ့ကြပါတယ်။တလောမှတော့ဆိုင်းဟီမိုဟာဗိတ်သက်တွေရဲ့အားပေးရှိခင်မှုကိုအပြည့်အဝရရှိနေတဲ့သမင်းသားတယောက်ဖြစ်သလိုရုပ်ရည်ရှော့မောယုံတာမကနေထိုင်ပြောဆိုနေတဲ့စိတ်ထားကောင်းမွန်မှုတွေကြောင့်လည်းလူရှိလူခင်ပိုများလာနေသူဖြစ်ပါတယ်။ဒါကြောင့်လည်းသူရဲ့အနုပညာလှူရှားမှုတိုင်းကိုဗိတ်သက်တွေကအနီးကစောင့်ကြည့်အားပေးနေကြတာပါ။တစ်ဖက်မှာလည်းဂျူနီယာထိပ်တန်းမင်းသမီးတယောက်ဖြစ်လာဖို့အရှင်ကိုကောင်းကောင်းနဲ့ရှောက်လန်းနေသူဖြစ်ပြီးအလှပတရုပ်ဆောင်နိုင်စွာနဲ့ဗိဒ္ဓအားပေးမှုကိုတနေ့ထက်တနေ့ပုံမရရှိလာနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းနယ်ပယ်မတူကြပေမဲ့ကိုစီနယ်ပယ်မှာထိပ်တန်းရောက်နေကြတဲ့လူငယ်လူပညာရှင်နှစ်ယောက်ကိုဗိဒ္ဓတွေကလိုက်ဖိတ်နေတယ်လို့မြင်နေကြတာဖြစ်ပြီးတချို့ကတော့သူတို့နှစ်ယောက်နဲ့ပတ်သက်တဲ့သတင်းကောင်းတစ်ခုကြားရမလားဆိုပြီးမျှော်လင့်နေကြပါတယ်။ဗိဒ္ဓကြီးကရောရှူလေးမိုင်ဒေးမှတင်လိုက်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးဘယ်လိုမြင်ပြီလဲဆိုတာပြောပြခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။